တူဟန်ဘွားအနေနဲ့ပြည်မှာဟန်တာဝရီတက်ကိုစစ်ရှုံးသွားတဲ့အတွက်ဒုတိယအကြိမ်စစ်ထိုးဖို့ညီလာခံမှာမူမတ်တွေနဲ့ဆွေးနွေးပါတယ်သူပိုင်သားရတဲ့နေမြေကစစ်တီရဲမတ်တွေစုဆောင်းတဲ့အခါရှမ်းရဲမတ်အများပြားရရှိပေမဲ့အင်းဝါသားတွေမလိုက်ပါတဲ့အတွက်မင်းမိန်ထုတ်ပြီးစစ်မှုထမ်းဖို့ဆင့်ခေါ်ပါတယ်မင်းကြီးရန်အောင်ကအင်းဝါသားတွေစစ်မှုထမ်းအလုံးလောက်မရရှိခြင်းမှာအရှင်မင်းကြီးကရှမ်းတပ်တွေကိုသာအသားပေးဖွဲ့စည်းတဲ့အတွက်အရှင်တပ်တော်ကိုမဝင်လိုခြင်းဖြစ်ကြောင်းမှာအရှင်လိုရှိတဲ့အတိုင်းအင်းဝါသားရဲမတ်တွေအရှံအပေရရှိဖို့ကျွန်တော်မျိုးကိုယ်တိုင်ဦးစီးပြီးဆောင်ရွက်ပါမယ်ဗျာတို့ပေမဲ့အင်းဝါသားတွေအသစ်ဖွဲ့တဲ့တပ်မှာအရှင်တပ်တွေအတိုင်းရိတ်ခါခွဲတန်းဗန္နာငွေအလုံးအလောက်ထောက်ပံ့ပေးဖို့လိုအပ်ကြောင်းပါဗျာရှောက်တင်ပါတယ်တူဟန်ဘွားလည်းအင်းဝါသားရဲမတ်တွေအရှံအပေထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့မင်းကြီးရန်အောင်ရဲ့ရှောက်တင်ချက်ကိုသဘောကျတဲ့အတွက်သဘောတူပြီးအင်းဝါတပ်တွေကိုဖွဲ့စည်းစေပါတယ်တူဟန်ဘွားရဲ့အမိန့်အောက်မှာမင်းကြီးရန်အောင်ဟာရှမ်းတပ်တွေအတွက်များတဲ့တပ်အင်အားကိုဖွဲ့စည်းပါတယ်အသစ်ဖွဲ့စည်းထားတဲ့အင်းဝါတပ်ဟာဘရင်အမိန့်တက်မင်းကြီးရန်အောင်ရဲ့အမိန့်တစ်ခုတည်းကိုသာနာခံမှာဖြစ်ပါတယ်မိမိယုံကြည်ကိုးစားရတဲ့တပ်မှုတွေကိုနန်းဆောင်တပ်ရဲ့အရေးကြီးနေရာတွေမှာတာဝန်ချထားပေးပြီးနောက်မင်းကြီးရန်အောင်ကတူဟန်ဘွားစီအခါစားဝင်ပါတယ်ပြည်ကိုစစ်ချီဖို့တပ်အင်အားအပြည့်စုံစုစည်းပြီးဖြစ်ကြောင်းရှောက်တင်ပြီးရှေးအင်းဝအမင်းအဆက်ဆက်စစ်တိုက်ထွက်တဲ့အခါရန်သူနံကိုနှိမ်ဖို့လောကရက်အစီရင်တွေဖြစ်တဲ့ဘေးရင်ရရတွေကိုပြုလုပ်လေရှိကြောင်းရှောက်တင်ပါတယ်။တူဟန်ဘွားလည်းအစီရင်တွေလုပ်ဖို့ပုံနာတွေကိုဆင့်ခေါ်လိုက်ပါတယ်။ပုံနာတွေရောက်လာတဲ့အခါတူဟန်ဘွားကအခုပြည်ကိုတိုက်ဖို့ကျုပ်တက်တွေစူးစီးနေတယ်။စစ်တိုက်မထွက်ခင်ရှေးအင်းဝဘရင်တွေလှုပ်ထားရှိတဲ့အတိုင်းအတိတ်နမိတ်ကောင်းအောင်ဘလို့စီရင်သင့်တယ်လဲလို့မေးပါတယ်။ပုံနာများကအရှင်အကျံတော်ဟာများစွာသိမြတ်လာကြောင်းပါဗျာ။ဇာတာတော်မှာရှိတဲ့ဂျိုနေဂျိုတိုင်းတွေကိုတွက်ချက်ကြည့်တဲ့အခါယာယီဆန်နှန်းမှာခိတ္တဆန်တော်မူပြီးဇေယဘိသိက်ခံတော်မူမယ်ဆိုရင်အခုပြည်ကိုတိုက်မဲ့စစ်ပွဲဟာမုတ်ချအနိုင်ရပြီးဟန်တာဝရီထိတိုင်သိမ်းယူအောင်နိုင်တော်မူမည်ဖြစ်ကြောင်းပါဗျာဇေယမင်္ဂလာနဲ့ပြည့်စုံတဲ့မနောယမန်ဥယျာဉ်မှာဘိသိက်ခံယူတော်မူတင်ကြောင်းမှာဘိသိက်ပွဲမှာအဆောင်ရှောင်းနှက်တွေမကြိုက်တဲ့ဓားလန်လက်နက်ခဲယမ်းတွေရှောင်ကျင်ပြီးမင်္ဂလာရှိအောင်ဆောင်ရွက်ရပါမယ်ဗျာလို့ရှောက်တင်ကြပါတယ်တူဟန်ဘွားလည်းအခါတော်ပေးပုံနာတွေရဲ့ဟန်တာရီထိတိုင်အောင်နိုင်မဲဆိုတဲ့ပြောကြားချက်ကိုအလွန်သဘောကျတဲ့အတွက်သူ့ကိုပြည်စစ်ပွဲမှာအဆက်ရအောင်လုပ်ခဲ့တဲ့တပင်ရွှေထီးကိုကောင်းကောင်းကြီးလက်စားရှိနိုင်မဲ့အရေးကိုဝမ်းသာမဆုံးဖြစ်နေပါတယ်ဒါကြောင့်ပုံနာတွေရဲ့အလိုအတိုင်းမလွဲမသွေဖြည့်ဆည်းပေးဖို့မင်းကြီးရန်အောင်ကိုအမိန့်ပေးလိုက်ပါတယ်မင်းကြီးရန်အောင်နန်းအစည်းအဝေးအပြီးယုံကြည်ကိုးစားရတဲ့တပ်မှုတွေကိုတိတ်တိတ်ဆိတ်ဆင့်ခေါ်ကတူဟန်ဘွားကိုလုတ်ကြံမဲ့အစီအစဉ်ကိုချပြပါတယ်ပုံနာတွေနဲ့တိုင်ပင်ထားတဲ့အတိုင်းဒီပွဲကိုလာတဲ့သူအလုံးဟာလက်နက်မယူဆောင်ရဆိုတဲ့အချက်အရာမင်းကြီးရန်အောင်အနေနဲ့အခွင့်အခါတစ်ချိန်သာရမယ်ဒီအရေးမှာတစ်ချက်သေးနဲ့အရေးကိစ္စအောင်နိုင်ဖို့အမတန်ထက်တဲ့ဓာတ်တစ်ချောင်းလိုအပ်ပါတယ်ဒါကြောင့်ကင်မဲ့ဓာတ်ကိုတဲထဲမှာဝတ်ထားမဲ့အစားသူ့ဤတော်ကင်ဆွဲတဲ့ရင်းရွယ်ပါဓာတ်ကိုသုံးမှာဖြစ်ပါတယ်ရာဇာဖိတ်သိက်ခံယူမဲ့နေ့ကိုရောက်တဲ့အခါယာယီဆန်နှန်းမှာမူးမတ်ပူပါအစုံလင်းရောက်ရှိလာကြပါတယ်ရဲမတ်တမှုတွေအနေနဲ့ဘရင်အမိန့်ရမိမိတို့ကင်ဆွဲတဲ့လက်နက်တွေမပါဘဲပွဲကိုတက်ရောက်လာကြတာဖြစ်တယ်လို့အင်းဝါသားအမတ်နဲ့ရှမ်းအမတ်တွေကိုတီးကြခွဲခြား၍ထိုင်စေပါတယ်ယာယီဆန်နှန်းနီးကအင်းဝါသားအထောက်တော်တွေအချက်ပေးတာနဲ့နန်းဆောင်အင်းဝါတပ်တွေနန်းတော်ကိုတတ်သိမ်းမှာဖြစ်ပါတယ်ဗိသိက်ပွဲမှာမူးမတ်ပူပါအသင်ဖြစ်တဲ့အခါပုံနာတွေဂါရမန်နန်ရွတ်ကခယူသိမ်းမှုတ်ပြီးဗိသိက်အခမ်းအနားကိုစတင်ကျင်းပပါတယ်။တူဟန်ဘွားဟာပုံနာတွေရဲ့အစီအရင်အတိုင်းအတိအကျပြုလုပ်ပြီးတဲ့နောက်မင်းကြီးရန်အောင်ကအခုပြည်ကိုတိုက်မဲ့စစ်ပွဲဟာမလွဲမသွေနိုင်မှာဖြစ်ပေမဲ့နန်းထုံနှန်းအစဉ်လာရလက်သုံးတော်ကြောက်စီသားကိုစစ်ပွဲတိုင်းအောင်နိုင်ဖို့တိတ်ထီတင်စီရင်ဖို့လိုအပ်ကြောင်းရှောက်တင်ပါတယ်။နောက်ပြီးဒီလိုစီရင်တဲ့နေရာမှာမင်္ဂလာရှိတဲ့တန်နဲ့ထွင်းထုပြုလုပ်ထားတဲ့ဓာတ်ကိုအသုံးပြုမယ်ဆိုရင်ဒီဓာတ်ဟာအမတန်အစွမ်းထက်ပြီးတိုက်ပွဲတိုင်းမှာရန်သူကိုအောင်နိုင်တယ်လို့တစ်ဆက်တည်းရှောက်တင်ပါတယ်။တူဟန်ဘွားလည်းဒီလိုအစွမ်းထက်တဲ့ဓာတ်မျိုးကိုလိုချင်တဲ့အတွက်ဒီဓာတ်မျိုးဘယ်မှာရှိသလဲလို့မေးပါတယ်။မင်းကြီးရန်အောင်ကအင်းဝရွှေနှန်းကြောက်ရှင်ကိုင်းတဲ့ရင်းရွယ်ပါထားဟာအစီအရင်တွေနဲ့စီမံထားတာဖြစ်တဲ့အပြင်ဓာတ်ဓာချင်းပြတ်နိုင်တဲ့အထိပြက်ကြောင်းပါဗျာ။တူဟန်ဘွားကလည်းဒီလောက်ကောင်းတဲ့ဓာတ်မျိုးဘယ်မှာရှိသလဲ။မင်းကြီးရန်အောင်က
ရွှေနန်းကျော်ရှင်ဆုံးမပြီးကလေးကအခုထိတိုင်ဘဲတိုင်းမှာတိန်းထားကြောင်းပါဗျာသူအမွားလဲဒီလိုအစွမ်းထက်တဲ့ဓာတ်ကိုသူ့ရှမ်းအမတ်တွေမတိရကောင်းလားဆိုပြီးစိတ်ဆိုးကဘဲတိုင်းကိုစီမံတဲ့ရှမ်းအမတ်ရွှေတိုင်းမင်းကြီးကိုဆင့်ခေါ်ကဘဲတိုင်းမှာရှိတဲ့ဓာတ်အလုံးကိုယူလာဖို့အမိန့်ပေးလိုက်ပါတယ်ရွှေတိုင်းမင်းကြီးရောက်လာတဲ့အခါမင်းကြီးရန်အောင်ကနန်းစင်ကြောက်စီဓာတ်တွေတဲကသူ့ဤတော်ကိုင်းဆွဲတဲ့ရင်းရွယ်ပါဓာတ်ကိုကိုင်းကသူအမွားစီသက်သာဟန်ပြုကဓာတ်ရောင်ဝင့်ကနေဖြစ်သွားပါတယ်သူအမွားဟာတစ်ချိန်လုံးစစ်တိုက်လာတဲ့စစ်ဘရင်ဖြစ်တဲ့အတွက်မင်းကြီးရန်အောင်ဓာတ်ထုတ်ခြင်းကိုရိမ့်ပြီးရှောင်းလိုက်ပေမဲ့အခါနှောင်းသွားပြီဖြစ်ပါတယ်မင်းကြီးရန်အောင်သူအမွားကိုလုတ်ကြံတဲ့အခြေအနေကိုမြမဆွဲဆုံးကျန်းအတွဲ73မှာအခုလိုဖော်ပြထားတာတွေ့ရပါတယ်ယာယီတဲနန်းတို့သူဟန်ဘွားထွက်၍စံစင်ရွှေနန်းကျော်ရှင်ရဲ့ဓာတ်ဆွမ်းကိုရောက်အောင်မင်းကြီးရန်အောင်ကစကားတွေ့၍ပြောကထိုဓာတ်ကိုပြဟန်နဲ့သူဟန်ဘွားအားရုတ်တရက်ခုတ်လိုက်ရာသူဟန်ဘွားနေရာတွင်ကြသည့်အပြင်မိထားတဲ့ဝဘိုးတိုင်နဲ့ကျန်း၅ချောင်းပြတ်တယ်လို့ဆိုပါတယ်အခုလိုရုတ်တဲ့အခင်းကျင်းတဲ့သူတဲတဲ့ကဓာတ်ကိုဆမ်းပြီးအသင့်ကင်ထားတဲ့အင်းဝအမတ်တွေပွဲတဲကိုအတင်းနှင်းဝင်ရောက်လာပြီးမြင်းစီစစ်တရေတွေကြောင့်အင်းဝနန်းတော်မှာအနီရောင်နေဆွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်ဆိုတော့အချိုးအားနဲ့ပြောရမယ်ဆိုရင်အင်းဝတက်တွေနန်းတော်နဲ့ဆက်ဆက်တဲ့နေမြေတွေကိုတူဟန်ဘွားစီကနေပြန်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်ဒီရဲခင်းမှာမင်းကြီးရန်တော်ဥဆောင်ပြီးတိုက်ထုတ်နိုင်တာဖြစ်တဲ့အတွက်အင်းဝသားတွေဟာလစ်လက်သွားတဲ့ဘရင်နေရာကိုမင်းကြီးရန်တော်လက်ခံဖို့တောင်းဆိုလာကြပါတယ်မင်းကြီးရန်တော်ကကျွန်ုပ်တူဟန်ဘွားကိုလုတ်ကြံတာဟာထီးနှန်းလိုချင်လို့မဟုတ်အမျိုးဘာသာပျောက်မှဆိုးတဲ့အတွက်ဆောင်ရွက်ရခြင်းဖြစ်တယ်ကျွန်ုပ်လိုရဦးကြီးတော့နေရွာဆန်ကလေးကတောထွက်ပြီးတရားရှာခြင်းခဲ့ပေမဲ့ပြည်သူပြည်သားတွေအရေးကိုစိုးရိမ်ပြီးနေလာခဲ့ရတယ်အခုအရေးကိစ္စပြီးပြီဖြစ်တဲ့အတွက်ကြံစီရင်းရှိတဲ့အတိုင်းတောထွက်တရားရှာမယ်တိုင်းပြည်ကျင်းတဲ့ကြက်တဲ့ရောက်ခဲ့ခြင်းကစစ်ကူလာပေးခဲ့တဲ့အုံမောင်စောဘွားကိုနန်းတင်ဖို့အမတ်တွေကိုဆေလွတ်ခါမင်းကြီးရန်အောင်ဟာတရားရှာဖို့တောထွက်သွားခဲ့ပါတယ်